နေထင်းလာလားမသိဘူးအဲ့လိုရင်းလေမကောင်းပါဘူးလေနော်ပြောလိလိုပဲရေးလိုက်တော့မှ ကိုကလီဒီနေ့လေ ကဲဒီနေ့ကဘာဖြစ်တာလဲဒီတိုင်းဆိုရင်တော့မဟုတ်တည်ဘူးတော့စာကြည့်တာလေမြန်တာဗျဟာဘာွေလဲကွာဘာွေပိုးနာတော့စင်းရတယ်လို့တောက်ပေါ်မလုပ်ပါနဲ့ကွာဟာရောက်မေးလို့ဟာသူကငိုနေအောင်ငါအဲ့လိုပြောလည်းမကောင်းပါဘူးဟာမင်းပြောအဲ့လိုလေမဟုတ်တည်ဘူးနော်ဘာဖြစ်လို့လဲအဲ့လိုအဆင်ပြေတယ်အဲ့လိုအဆင်ပြေတယ်ကဲဘာဖြစ်လို့လဲဟုတ်မဟုတ်ကျေးဇူးပါဟုတ်နော်ကိုရဘာများလဲလို့နော် ပြုတ်ဆက်ကြည့်တယ်တိလား ဟာလူစားနေကွာယောက်နေမပြောတော့ငါဘယ်လိုလုပ်ပြီးမှာတော့ဟာ ပြောမယ်နော် ပြောရပြောโอเคအချိန်မဆွေးနဲ့ လူကုန်းလီအမလီ ဂိမ်းလူစောချင်လို့မလားတိတယ်ဂိမ်းလူစောချင်လို့ကိုရီးယားတိတယ်နော်ပြောရမလို့โอเค ဟုတ်ဘူး အဲ့ဆိုဘာပေါ်တာလဲလို့ယောက်ဘာဟွန်းလို့လုံးနေတာတော့ပြောတာပြောโอเค အမပြောရမယ်နော်ဆိုဟိုရာလီလူကုန်းလီအမလီ ယောက်ဘာဖြစ်တာဘာဖြစ်တာလဲလို့လောကောဘာဖြစ်တာလဲ ဟီ ယောက်အားရနာမဟုတ်ဘူးလို့နော်ဟီဟီတွေပါမပြောနဲ့မြန်ပြော ဒီနေ့စိတ်ရှိပြီလို့မရဘူးလား တိတယ် तू ကဂိမ်းလူစောချင်တာတာရီလို့ဒီလား လူကုန်းတီးရလေကြာပြီဆိုတော့လေလူကုန်းလီအမလီ တိတယ်ဂိမ်းစောချင်တာနော်ဂိမ်းစောချင်တာโอเค ဘယ်လိုဂိမ်းဆိုချင်တာဟာအဲ့ဂိမ်းကိုလီလာအဲ့လိုဆော့မယ်လားနင်း MVP ပြရတော့ကတော့အိမ်ထိလာရမယ်လာရဲ့ โอเคပါအဒီကပြောချင်တာလေအဲ့ဒါပဲနော်အဒီက तू ကဂိမ်းစောချင်တာတာရီလို့ဒီမလားကိုရီးကအထာတိတယ်သဘောပေါက်ရယ်နော်အဲ့ဒါကြောင့်မလို့โอเคလေ MVP ယူပြရင်လေကျမ်းမြတ်တော့ဟဲ့သူကတကယ်ကြီးရင်ဒီလားတီးမှလားမသိပါဘူးဟာဒါမှထားရတော့အဒီကတော့ကိုရ MVP ရဖို့အရေးကြီးတယ်ကဲ let's go guys okay ဆိုတော့အခုဒီပွဲမှာတော့ကျွန်တော်နေနေရပါတော့ MVP ရအောင်ကျမ်းမြတ်မှာဖြစ်ပါတယ်ဒါပေမဲ့လေဘလိုဒီထားနေကျမ်းမြတ်ရတယ်တော့ကျွန်တော်တို့ချောင်းပြောတက်ကိုတာရီလို့ဒါမဲ့လေဘလိုပြောပါကိုရီကျမ်းတာလူတိုင်းတည်တယ်ဟုတ်တယ်လားဘကွန်ကျမ်းတာဘလိုလေတည်တယ်မလားကဲဒီမှာပြစ်မယ်ဟိုဘက်ပြေးလေဖေးပြေးမှာပေပြေးမှာလဲမှာဒါမဲ့ခီရောမရလာဘူးအဒီကတော့ခီရောရဖို့လေအရေးကြီးတယ်ဆိုတဲ့ထဲမှာပါတယ်ဗျာဘရီယာတင်သားကြီး MVP ရဖို့ဆိုတာလေခီရောတွေလိုက်ပြီးမှကောက်စားတတ်ရမယ်ရော့ခင်မီကောင်းလာတဲ့တန်အောင်ပါကွာလို့အဲ့ဒါကြီး sound respect ဝိုင်းတန် okay အတီခံလိုက်ရင်တော့တာကြီးလို့ okay အဲ့ဒါကြီးလန်းနေအခုနေထားမှတော့ကျွန်တော်နေနှစ်ခါပဲတည်ရသေးတယ်အခုစစ်ရင်တော့3ခါပေါ့ဗျာဒါမဲ့လေတေးတာကိုစိတ်တယ်မထားနဲ့အခုဒီနားမှာတာတဲ့တောင်မှခိုးပြလိုက်တာတော့တာကြီးလို့ဘလောက်တော့မှ land scale လေးရော့အောင်အေးဟိုခေးမြင့် line လက်နေတာမသိဘူး okay ရော့အောင်ပစ်တယ်အမတာကြီး triple kill okay နားစာကဲအခုလာမှဆိုရင်တော့ array skin ပေါ့နော်အဲ့ဒါတော့ starlight ဆိုပြီးတော့မူတုံးကထုတ်ထားတယ်အမေဒီစကင်ကိုကျွန်တော်အမြင်ကျွန်တော်ပြောရမယ်ဆိုရင်တော့သူလုံးပေးထားတဲ့အယောင်အနေနဲ့ပေါ့နော်လုံးဝ clean နေတော့ဆန်နေဗျာဆိုတော့ probable ပြောပါတာရီတို့ဒီစကင်ကတော့နေတော့ fine ဆိုတဲ့အထဲမှာတော့ပါတယ်ပေါ့နော်ကျွန်တော်အကြိုက်ဆုံးအယောင်ဖြစ်တဲ့ခရမ်းရောက်မှာသူကထည့်ပေးထားတယ်ဗျာ okay ဆိုတော့အဲ့ဒါလေးတော့လမ်းတယ်အခုဆိုရင်တော့ကျွန်တော်နေနေတော့9ခါတည်ထားတယ် kill နေနေတော့8ဗျာပြီးတော့ assist ဆိုရင်လည်းကျွန်တော်12ကောင်ရော့ဒီမှာ kill နေနေ thank you ဘလူးမှာ MVP မရစရာအကြောင်းမရှိတော့ဘူးကိုလူ okay နားစာကဲ MVP နေနေတော့ကျွန်တော်ရခဲ့မလားမရဘူးလားဆိုတာလေးကကြာတော့တာရီကိုရှိုးလိုက်တော့ကဲရခဲ့ပြီဖြစ်ပါရခင်ဗျာဆိုတော့ဒီဗီဒီယိုလေးကိုစောင်းတီကြည့်ပြကြလို့ bro တွေအားလုံးကိုကျွန်တော်နေပြီးမှကျေးဇူးအများကြီးမှအများကြီးတင်ရှိပါရခင်ဗျာဆိုတော့အားလုံးပဲ don't forget to like and subscribe နော်